လိုကျမ်းမပြီးလို့ ဘယ်တော့မွေးနေတော့စေကုန်နေမှာဒီနည်းနဲ့ရုပ်တယ်ဒီစမစီတယ်ရောဂီတို့တော့ဘုရားပြရမှာတဲ့တယ်လည်းများဆုံးနေတယ်ဝင်နေကြပါဟုတ်တယ်ကကြောင့်ကြည့်လာတဲ့ခါဒါလေးပြန်ကြည့်အောင်ရပြီလားဟုတ်ကဲ့မင်္ဂလာပါဦးသိန်းတို့အမေရိကန်ကင်နာတဲ့ဒီမွေးနေ့ကစပြီးတော့တစ်တရားတန်းဒီသားဒီသားစုနဲ့ပဲစိတ်ကြော်ကျွင်းခြင်းဝင်းကြော်ကျွင်းခြင်းနဲ့ပဲအားလုံးသိနေတယ်ချက်တန်းနိုင်ပါသေးဆူတောင်းပေးပါလေ Happy birthday ပါ Happy birthday ပါကဲဒီနေ့ကိုသိန်းထောနောက်ဆက်ကိုထိပ်ပြည့်ဒီမှာစိတ်ချမ်းသာတဲ့ကိုကြပါရင်ကတိတော်ပါပြီစိတ်ပေါ်လိုက်ကစတားတဲ့ခုပါဒီဘက်ကတဆုပ်ကျဲလို့လည်းညာဘက်ကတသေးဝင်နိုင်ပါစေလို့နေ့စဉ်နေ့တိုင်းလည်းကျွန်တော်တို့ပိုက်ကောင်ဖွဲတယ်ဒီလိုပဲဘာမှစတာနဲ့ကြိုးနိုင်ပါစေမြတ်အားပြောရမှာလို့ရင်းနဲ့အားလုံးရပါသည်အားလုံးကျင်တာတို့ကိုကျင်တာတို့အဲ့ဒါပဲလေပြောချင်တာပဲဟိုတော့ပြောဒီလိုဘာလို့ဒီနေ့မှာဒီကိုခေရပြချင်ပြတော့မရဘူးနော်အဲစိတ်ပါလိဟေးဒီလိုစနေကြပါလိဒီတော့ဘယ်ဘာမှမင်းနဲ့မကြောက်ပါဘူးအားရှိပါဘူးလားကျေတော့တက်ရှိချက်မှာဖြစ်တာဘာလို့ဒီဘက်နေပါလဲကိုယ်တို့တို့ဝင်နေတာစာရင်းနဲ့ပေါက်တဲ့အကြောင်းမှဆန်းတာပြီးတော့ဘောအေးစိတ်ဖက်ကနေပါလေစိတ်ထမ်းလိုက်ကိုယ်ထမ်းပါဆိုအများကြီးသိဆုံးပါဘူးဟုတ်တယ်ဒီလိုလေဒီမှာဒီတိုင်းနဲ့ကြာတက်ကြမှာကျွန်တော်လည်းကိုတိတ်လုံးနေနေမှာစီချမ်းသာစီချမ်းသာရှိပါဘူး။စကလည်းမမစီနိုင်ပါဘူး။ဒီကညကင်းနေစီရပါโอเคဘယ်လိုပြောမလဲနည်းနည်းဒီနေ့ငွေချင်းမှာကျမ်းမှချမ်းသာပါလေကျင်းပါလေကျင်းနေငွေနေတယ်အများတိုင်းနဲ့ပေါက်တရားတော့ကျိုးနေမွေးနေပါဘူးတပြားတော့ကျန်တပြားကျော်ဘယ်တိုင်းနေပြောမလဲဟုတ်စေဘာမှမဖြစ်နိုင်ဘူးဘယ်နဲ့ဆူဆန်းဆူနေပါလဲဆိုတော့ဒီ ဟုတ်တယ်ကြားတော့ရှောင်းချက်လာပါစေစပိန်ကိုလည်းစပိန်ကိုလည်းစီးပါစေစီးတော့လည်းတန်းနေပါစေကိုပြောအောင်ကိုလင်းဒီမှာသူလည်းတော့အချင်းချမ်းသာစီချမ်းသာတယ်တော်တော်စီပါတယ်အလုံးကြာကြာတည်းအဲ့ဒီကိုအစင်လာပါလေမတဲ့ကိုတော့ဆရာကြီးမိမစပြီးတော့တက်တော့ရကြရှိပါလေနောက်နေ့လည်းဒီတဲ့ကျွေးနိုင်မယ်ကျွေးနိုင်ပါလေဘယ်မှာလဲဘာမှမပြောလို့ဆိုတာဒီမှာတော့ဒီမှာတော့နည်းနည်းပဲတော့ကျမချမ်းသာပါဘူးတိုင်းရစပင်းကိုစီတော့လည်းတောင်းတာလို့ခင်းကိုတွေသွားနေပြီးရှင်းရှင်းသွားနိုင်ပါဘူးကြောက်ပါတော့တက်ရှိကျန်းကျန်းဟောပါနဲ့ဒီနေ့တရားပြီးတရားမြတ်တွေတွေ့ပါတယ်ဘာမှယူလို့ပတ်သွားတယ်ကဲဘော်တော်ကြီးကမသိနေဘူးဘိုးတော်ကြီးဒီကြီးကျူရတယ်ကျိုးတက်ရောတက်သွားရာကျော်ရှိပါသည်နော်ကျွန်တော်မေးလာမယ်ဒီစကားမေးလာသွားမှတော့ကျိတယ်လို့နောက်နှစ်ကလည်းဆရာကြီးကျမ်းပါသာသာနဲ့ပေါ့များကကျမ်းပါချောင်းကစပိတ်စီနေပါသေးတယ်ကျောင်းကြီးလည်းတိုင်းပါစေနဲ့ပြောလာပြီနော်တိတ်လို့မရတိတ်ကြီးပါတဲ့တိတ်တွေငါကိုဒီတက်ကစားပြီးဒီတရားဟုတ်လားစိတ်ချမ်းသာခြင်းပူပြီးချမ်းသာခြင်းနော်ချမ်းသာခြင်းဒုက္ခနဲ့ကြည့်လို့
မွေးနေ့ရှင်ကြီးကနည်းလောက်ပါ အရေးကြီးတာတော့ရေးကြီးတာလည်းပါဟုတ်လား အခုနော်ကျွန်တော်ရဲ့ဘဝတစ်ခုပါဒီက956ဆိုတော့1500ဆိုတော့ကျွန်တော်60အောင်တယ်ကျွန်တော်60ချင်တယ်69 အရင်ကြီးခိုင်းရဲ့ဆက်ကြောင်းလေးအဲ့လိုဘောခနဲ့ဆေးလို့ပြောတာအဲ့တော့ဘဝတစ်ခုရတယ်ဆိုတော့ဒါစပြီးတော့ဒုက္ခရတော့ဗောလာလာအနည်း90လောက်နေနေအောင်လို့စိတ်ခံပြီးတော့လုံးကခဲ့ရတော့ဗောတကယ်ချင်းအပေါင်းလေးတွေကကျွန်တော်မူးတင်မှာအခုဝိုင်းပြီးတော့ဒါအောင်းပြောနေချင်းလုံးက